လောမင်္ဂလာပါဒီနေ့ကကျွန်တော်ဒီအိမ်အောက်မှာပဲ blocking နဲ့လုပ်မှာဖြစ်ပါတယ်ခါတိုင်းထုံးစံတိုင်းပဲဘာညာပါနည်းနည်းပြောမှာဖြစ်ပါတယ်ဒီနေ့မှာတော့နည်းနည်း blocking ပြန်လုပ်ပါမယ်ကျွန်တော်ရဲ့ဒီအပေါ်မှာပြင်ရှိပါတယ်အဲ့ဒီအပြင်မှာကမနေ့အခင်းစောရေးဆိုလို့ရှိရင်ညက်တယ်အများကြီးလာပြီးတော့နားပါတယ်သူတို့တကယ်ကိုလာပါတဲ့မြင်ကွင်းတနေရာပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့အိမ်အောက်ကဒီကာလာနေထားဖြစ်ပါတယ်ကျွန်တော်ကဒီမိုက်လေးနဲ့ဟန်ဆောင်ပြီးပြောနေတာပေါ့ဗျာဆိုတော့ဒီလိုမနေ့ခင်းအိမ်မှာတကယ်ကော်ဖီပူပူလေးတစ်ဖက်နဲ့ပြီးတော့လဲကိုလူချင်းနဲ့ပြောချင်တဲ့အကြောင်းအရာတစ်ခုကျွန်တော်ကပြောစရာစကားတွေအများကြီးရှိတယ်ကိုဖြစ်ချင်တဲ့အကြောင်းအရာတစ်ခုရယ်ကိုဖြစ်ချင်တဲ့ကိုရဲ့အိမ်မက်တစ်ခုရယ်ကိုရဲ့ဒီမှန်းချက်ပန်းတိုင်ပဲဆိုတော့အခုဖြစ်နေတဲ့လက်ရှိအနေအထားကြီးမိုးနဲ့မြေလိုပဲဒီတန်းဘူးဆွဲနေရတယ်ကိုကဆွဲယူကိုရဲ့အိမ်မက်လေးကိုဖန်ဆုပ်ထားလိုက်ပြီးတော့ဂျားထဲကနေမှအဖြက်ကရောက်လာတယ်တကယ်ချင်းတော့ဘဝမှာရောဒီကိုလိုချင်တဲ့ပန်းတိုင်နဲ့ကိုတွားနေတဲ့လမ်းကြောနဲ့လက်ရှိအနေအထားနဲ့ကလည်းထပ်သေးကြရတယ်ကျွန်တော်စူးစမ်းတယ်ပေါ့ဗျာကျွန်တော်တကယ်စူးစမ်းတယ်တကယ်ကိုပဲကျွန်တော်လေးတာကျွန်တော်ကမိသားစုရှိတယ်ကလေးတွေရှိတယ်ဒီလိုအနေထားကနေမှကျွန်တော်စူးစမ်းပြီးတော့စူးစမ်းတယ်ချိန်တွေအများကြီးနေတယ်တကယ်စိတ်အားထက်သန်ဆိုတယ် passion နဲ့ဖြစ်မှစူးစမ်းတယ်ဒါပေမဲ့ result ကကိုထင်ထားတဲ့လောက်ပါဖြစ်မလာဘူးဆိုတော့တကယ်ချင်းတို့လိုမျိုးမြင်တယ်လေပေါ့အမြင်တွေကိုကျွန်တော်ပြောပြလို့ရတယ်ဒီမနေ့ခင်းလေးကဗျာဟိုဒီမနေ့ခင်းလေးကကျွန်တော်တို့ဒီဘာဝတရားကြီးကတော့ကျွန်တော်ကိုပြောနေတာတကယ်ကိုအေးချတဲ့မနေ့ခင်းလေးတကယ်ကိုစီးစာဟုတ်ဗျာအာယုံဦးအချိန်မှာတကယ်ကိုကျင်းရက်လေးတွေအတန်နေတယ်အရန်ကိုလာပါတဲ့ကြည်ကားတဲ့ချက်ကျွန်တော်ထိုင်နေတဲ့ဒီအောက်ကနင်းတက်နေနင်းတွေနဲ့အစားဆင်ထားတဲ့နင်းပေါ်ကဒီမြက်ပေါ်ကနင်းလေးတကယ်ကိုပဲလှပလေးရှင်းနေတယ်ပေါ့ဗျာဒါပေမဲ့လက်တွေ့ဘဝမှာတကယ်ကိုလက်ရှိနေထားမှာကိုကပူလောင်စွာနဲ့ဖြတ်တန်းနေရတဲ့အခါညာကြီးကျင့်ရင်လည်းမတွက်ဘူးတင်းတယောက်ထဲတင်းကိုကအကောင်းဆုံးလုပ်ပေမဲ့လည်းအကောင်းဆုံးမဖြစ်လာတဲ့အခါအကောင်းဆုံး result ဖြစ်မလာဘူးအကောင်းဆုံးအနေထားမှာရှိမနေဘူးဆိုစိတ်သက်ကြလာတယ်သူတို့ဖြင့်ဒီလိုတိုင်းပြည်ရဲ့ချောင်းမှာရက်တည်နေတဲ့အခါလေမယားရည်လို့ရှိတယ်ကိုမိသားစုရည်လို့ရှိတာဆိုလို့ရှိရင်ဖက်ကိုကညက်ကွက်နေရတယ်ကိုကလည်းအကောင်းဆုံးကြိုးစားနေဇဲကာလအကောင်းဆုံးရက်တည်နေဇဲကာလအကောင်းဆုံးရက်တည်နေတဲ့အချိန်အခြေအနေကမျိုးကြောင့်အကြောင်းမျိုးကြောင့်ကိုယ့်မိသားစုကပြက်ပြိုကွဲမတတ်ဖြစ်လာတယ်ဆိုတော့တကယ်ချင်းလို့ဘယ်လိုလုပ်ဖို့စဉ်းစားတာကျွန်တော်ကတော့တော်တော်ကြီးကိုဒီအရာကိုဖြတ်တန်းခဲ့ပြီးပြီတကယ်ချင်းလို့ဘယ်လိုမျိုးဖြတ်တန်းဖို့ဒီအရာကပုံမှန်မဟုတ်တဲ့မိသားစုပြဿနာအနေထားတာမန်နေမရရန်ဖြစ်ပြီးတော့ပြိုကွဲလူမတတ်ဖြစ်တဲ့အနေထားမဟုတ်ပါဘူးတကယ်အနောက်ရှက်လို့လည်းပြောမှာကျွန်တော်ခရီးယန်တယောက်အနေနဲ့ပြောမယ်ဆိုဒီမာနတ်စာတန်ရဲ့ထိုးနှက်မှုကိုခံရတဲ့မိသားစုပေါ့ကျွန်တော်တို့မိသားစုကတမန်ကျမ်းစာကိုမသိတဲ့မိသားစုမဟုတ်ဘူးတမန်ကျမ်းစာကိုသိတယ်ဘုရားကိုချစ်တယ်တော့ဒီနေ့စဉ်နေ့မြတမန်ကျမ်းစာကိုလေ့လာလို့ပြောမှာလေ့လာတယ်နှလုံးသွင်းတယ်ဗျာလေ့လာတယ်ဆိုတာနှလုံးသွင်းတယ်တကယ်ကိုကောင်းတဲ့အရာလေးတွေနဲ့အလှပဆုံးဖြစ်အောင်နေထိုင်တဲ့မိသားစုက
နောက်ရှက်စာတန်မာနကလည်းဖျားကိုမတိတဲ့သူကိုသူစိတ်ဝင်စားဖို့ဆိုတာတော့သိချာပါဖျားကိုတိလေဖျားကနေဝေးအောင်သူကဆွဲထုတ်သွားမှာပြီးတော့တင်းရဲ့ခန္ဓာကိုယ်ကိုသူကနောက်ဆုံးဖျက်ဆီးပြမယ်ဆိုတာကမူရစေးဝါလာ sex or drug ဒီပေါ့နော်အဲ့လိုမူရစေးဝါ sex မဟုတ်ရင် gambling ပေါ့နော်လောင်းကစားလာအဲ့လိုမျိုးခုကနေမှကိုယ့်ကိုမရမကဒီတင်းရဲ့ခန္ဓာကိုယ်သူကဖျက်ဆီးလိမ့်မယ်ပြီးရင်ဘာလုပ်မလဲသူကတင်းရဲ့ဝိညာဉ်ကိုငရဲထဲပို့ဖို့ပြန်အတွက်ကနောက်ဆုံးသူ့ရဲ့ညီမန်းချက်ပန်းတိုင်ပဲလောကမှာဖျားနဲ့စံတန်မာနနှစ်ခုပဲရှိတယ်စာတမန်ကတင်းကိုဖျက်ဆီးမယ်တင်းကိုထာဝရငရဲကိုပူမှုရတော့သူ့ရဲ့ပန်းတိုင်ဖြစ်တယ်ထာဝရဖျားခင်တက်ရှင်တဲ့ဖျားခင်ကကျွန်တော်တရားဟောနေတာမဟုတ်ဘူးဒါကျွန်တော်ရဲ့လက်တွေ့ဘဝမှာတကယ် authentic identity authentic family issue တခုကိုကျွန်တော်ကအခြေခံမြင်ညမ်းပြီးတော့ကျွန်တော်ကပြောနေတာဖြစ်ပါတယ်ဆိုတော့ဒီအရာတွေကလကားကျွန်တော်ရှောက်ရမ်းတမ်းပြီးပြောနေတာငယ်ချင်းတို့ဘဝမှာလည်းမကြုံပါစေတော့ကျွန်တော်ဆူတောင်းတယ်တကယ်ကိုခါတီးတဲ့အရာကြီးတကယ်ကိုခါတီးပြီးမှတကယ်ယဉ်နှင့်ဖွယ်ရတကယ်ခါတီးပြီးယဉ်နှင့်ဖွယ်ရမိသားစုရဲ့တကယ် major issue ကြီးဖြစ်တယ်ကျွန်တော်မှာလေး3ယောက်ရှိတယ်အငယ်ဆုံးလေးရဆိုရင်တော့တစ်နှစ်ပြည့်ခါစားလေးမနေ့တစ်နေ့ကမှမနေ့ပြီးခဲ့တဲ့2ရက်လောက်ကမှ3ရက်လောက်ကမှတစ်နေ့ပြည့်ဒီကလေးလေးကဘာမှမသိရှာပဲနဲ့ကျွန်တော်တို့မိသားစုရဲ့ဒီစာတမန်ရဲ့ရိုက်ခတ်မှုတန်လို့ပြောမလဲစုံစမ်းနောက်ဆက်ရှင်းတန်ကိုခံရတယ်မိသားစုထဲမှာမပြေနေဘူး aggressive ဖြစ်တယ်ဒီနေ့မရကြမှာညတကောင်ကြီးမှာထအောင်တဲ့ကိစ္စတွေအိမ်ထဲမှာရိုက်ခွဲပေါက်ခွဲတဲ့အတန်ဒီအရာတွေကဒီလိုမျိုးဖြစ်တယ်ဒါပေမဲ့ကျွန်တော်လုပ်တာတော့မဟုတ်ဘူးကျွန်တော်ကအကောင်းဆုံးဖြစ်အောင်ကျွန်တော်ဖျားနဲ့အတူတွားတယ်ဆူတောင်းတယ်ဒါပေမဲ့မပြောချင်ဘူးဒီလိုလုပ်တယ်ဆိုတော့ကျွန်တော်နောက်ကျမှပဲကျွန်တော်အတိအကျပြောပြမယ်ဆိုတော့အဲ့လိုမျိုးအရာလေးတွေဖြစ်တယ်တကယ်ချင်းတို့မိသားစုဒါမှမဟုတ်အတိုင်းပိုင်းမှာလည်းကြုံမယ်ပေါ့ရိုင်းအေးတယ်ဗျဒီမနေ့ခင်ကကျွန်တော်စကားပြောတဲ့အချိန်မှာဆိုတော့ခုနကစကားလေးကိုဆက်မယ်ပေါ့ဗျာခဏစကားလေးကိုဆက်မယ်ဆိုရင်အဲ့လိုပဲဘယ်အရာမဆိုဗျာအများအားပြောင်းလဲနေတဲ့ဟာကြီးကိုယ်စီမှာမဖြစ်သေးလို့ကိုယ်စီမှာဘာမှမဖြစ်ဘူးဆိုပြီးတော့အရန်လစ်လူမရှူထားပါနဲ့တကယ်ချင်းကျွန်တော်ကတော့ပြီးသွားပြီဘယ်လိုမျိုးပြီးသွားတယ်လဲဆိုတော့ဒီအခက်ခဲတွေကအကျအလေပေါ့နော်တကောင်ထက်ပုံနေတဲ့ပုံပြီးမှမောင်တဲ့အချိန်မရှိတော့ဘူးဆိုတဲ့စကားပုံလည်းရှိပါတယ်ခက်ခဲဆုံးအကြမ်းတမ်းဆုံးဘယ်လိုပြောမလဲတော်ကြီးကိုကြမ်းတမ်းတဲ့မောင်မိုက်တဲ့နေရာကိုကျွန်တော်ဖြတ်တန်းခဲ့ပြီးပြီအခုကျွန်တော်ကဘာဖြစ်လဲဆိုတော့ကျွန်တော်ကဖြတ်ကျော်ခဲ့ပြီးပြီဖြစ်ပါတယ်ဘယ်တော့မှဘဝကပုံတည်မရှိပါဘူးဆိုတော့ငါချင်းတို့ message ပေးချင်တာဘယ်တော့မှလည်းစိတ်ဓာတ်မကြပါနဲ့ဘယ်တော့မှလည်းအားမငြိမ်နိုင်ကြဘဝကိုတမ်းမအောင်တည်ဆောက်မယ်များသူတစ်ဖြင့်ခက်ခဲဒုက္ခကြုံတွေ့တဲ့အခါကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိသားစုဝင်တစ်ခုတရားရောက်ကြောင်းဒါမှမဟုတ်ကိုယ့်ရဲ့အနေထားတစ်ခုကြောင့်ဖြစ်သွားတယ်ဆိုရင်ဘာမှစိတ်ဓာတ်မကြနဲ့ပြန်ပြုတ်ပြင်လို့ရဆွဲကင်ပါပြင်တမန်တရားတကယ်ဒီဖျားတရားနဲ့တရားထိုင်တာတော့တကယ်ကိုယ့်ရဲ့စိတ်ကိုတည်အောင်လုပ်ပါပြင်နံပါတ်1ကအကောင်းဆုံးသောအရာကိုတွေးပြီးတော့အဲ့ဒါကိုတမတ်ထဲသွားပါဘယ်တော့မှကိုယ်စိတ်ထဲမှာလက်တော်ဖြစ်နေတဲ့ emotion ကြောင့်ကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကြောင့်ဒါမှမဟုတ်ဒေါသကြောင့်ဖြစ်သွားတဲ့အရာတစ်ခုမှာဘယ်တော့မှအခြေခံပြီးတော့ဆုံးဖြတ်ချက်မချမိပါစေနဲ့အဲ့ဆိုလုံးဝကိုမှားသွားလိမ့်မယ်ကိုယ့်ရဲ့အဖြစ်တင်ဆုံးတဲ့နံပါတ်1ကဘလို့အရာပေါ်အခြေခံမဲ့စဉ်းစားရမလဲဆိုတော့ကိုယ့်ရဲ့မိသားစုဝင်တွေကိုတနာရမယ်တကယ်သူတို့အတွက်ဘယ်ဟာကအကောင်းဆုံးဖြစ်မလဲဆိုတော့စေတနာအပြည့်အဝထားပြောင်းနံပါတ်1စဉ်းစားပါနံပါတ်2ကတော့ကိုယ့်ရဲ့ယုံကြည်ရာဖျားတရားနဲ့ထိန်းချုပ်ရမယ်အဲ့ဒါကတမတ်အကြဆုံးနဲ့အဖြစ်တင်ဆုံးအရာအဖြေ result ပေးပါတယ်အဲ့ဒီအရာတိုင်းလုပ်တယ်ဆိုရင်တော့ဘယ်တော့မှကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ရက်တွေကအမားထဲကိုမရောက်တော့
မြေတမ်းမှန်နေလေဘယ်တော့မှစိတ်တက်မချပါနဲ့ဗျလူဖြစ်တဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ကတိုက်ခတ်ခံရတဲ့အချိန်မှာအားနည်းကောင်းနည်းသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီအားနည်းတဲ့အရာတွေကိုကပြန်လဲပြီးတော့ရှိတဲ့အားရင်ကိုပြန်စုစည်းပြီးတော့ကိုတာမအောင်တာမဏိလူသားတယောက်ဖြစ်အောင်ပြန်လဲတိဆောက်ယူရမယ်ကျွန်တော်ကတော့ကျွန်တော်ယုံကြည်တဲ့သခင်ခရစ်တော်ပေါ့ဘို့ပြုပြီးမှကျွန်တော်တွားတယ်တကယ်ချင်းတို့ရောယုံကြည်ရာဖျားပေါ့ဗျာကိုယ့်ရဲ့ကိုယုံကြည်တဲ့ကိုယ့်ရဲ့ဖျားသခင်ထာဝရဖျားသခင်ကိုယ့်ရဲ့ဖျားကိုယုံကြည်အခြေခံပြီးတော့ကျွန်တော်တို့ကသွားလို့ရတယ်ဗျာတကယ်ပါလာတရားတိုင်းကကောင်းတဲ့အရာကိုတွင်တင်ပေးတယ်ဗျာဒါပေမဲ့ကျွန်တော်ကတော့အသက်ရှင်တဲ့သခင်ခရစ်တော်ကျွန်တော်ခေါ်တယ်ကျွန်တော်ဘဝထဲကိုပြန်တယ်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအတိတ်ပြန်နဲ့တည်ဆောက်တယ်မကောင်းတဲ့အရာအကုန်လုံးကိုဖျက်ထုတ်ပစ်တယ်ပြီးရင်စိတ်တစ်လူတစ်အဲ့လိုမျိုးပြန်ပြီးတော့တည်ဆောက်တယ်ဗျာဘယ်တော့မှကိုယ့်ရဲ့ဘဝထဲကိုမကောင်းတဲ့အရာကိုမဝင်ခိုင်းပါနဲ့ဝင်မိပါစေနဲ့ကိုယ့်ရဲ့အပျော်တဘောနဲ့ပဲဖြစ်ကိုဖြစ်ချင်လို့ပဲဖြစ်ဘလို့ရွေချက်ရှိနဲ့လောက်တာပဲမရှိအပျော်တဘောနဲ့ပဲဖြစ်လုံးဝရောင်ပြီးတော့မလုပ်ပါစေနဲ့ဒီຢာတွေကအယမ်းကိုအန်ဒီများပါတယ်အန်ဒီများတယ်ဒီအန်ဒီဇုံထဲကိုကိုကဝင်မိပြီဆိုလို့ရှိရင်ဝင်ရတာကလွယ်တယ်အမဲ့ထွက်ရတာကအင်မတန်ကောင်မှဝင်ကပါလို့ပဲအဖြေတွေအများကြီးနဲ့အဖြေမထွက်ပဲဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးကဲဗျာဒီနေ့ကစကားပြောတာတော့နည်းနည်းများသွားယူကျွန်တော်ဒီမနေ့ခင်းလေးကိုလည်းကျွန်တော်နည်းနည်းလေးပြချင်ပါတယ်ဒီကျွန်တော်ကတော့ဒီတဘာဝတရားတွေနဲ့ healing လုပ်တယ်ပြင်ဖျားတရားနဲ့ကိုယ့်ရဲ့စိတ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုရှာပြီးတော့ကျွန်တော်အဲ့တိုင်းပဲသွားပါတယ်လူတိုင်းပေါ်မှာမေတ္တာထားတယ်ဂရုဏာမေတ္တာထားတယ်ကိုယ့်ရဲ့မိသားစုပေါ်မှာစေတနာထားတယ်သူတို့ကိုဘယ်လိုအကောင်းဆုံးတော့အရာတွေပေးမြဲဆိုတော့ကျွန်တော်အမြဲတမ်းစဉ်းစားတယ်အမြဲတမ်းနှွေးထွေးမှုပေါ့ဗျာမိသားစုမှာကနံပါတ်1ကနှွေးထွေးမှုဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုမျိုးနှွေးထွေးမှုကိုဒီမိသားစုပေါ်မှာကိုကဘယ်လို project လုပ်ပေးနိုင်မလဲဘယ်လိုမျိုးတည်ဆောက်ပေးနိုင်မလဲဘယ်လိုမျိုးဆောင်ကျဉ်ပေးနိုင်မလဲဆိုရတာနံပါတ်1ပါပဲ family is the very first ဆိုတဲ့နေရာမှာကတင်းရဲ့ချစ်ချင်းနဲ့တင်းရဲ့ချစ်ချင်းမေတ္တာနဲ့တင်းရဲ့ဂရုစိုက်မှုပဲဖြစ်ပါတယ်တင်းရဲ့နှွေးထွေးတင်းရဲ့မိသားစုမှာတင်းကဘယ်လိုဆက်ဆံတယ်လဲနှွေးထွေးမှုတင်းရဲ့မိသားစုပေါ်မှာဘယ်လိုနှွေးထွေးမှုပေးတယ်လဲဆိုတာကအရန်ကိုအရေးကြီးပါတယ်ဒီလိုနေရာโอเคပါဒါလေးပါပဲအခုဒီမှာတော်လေးလေးမြင့်လာပြီဆိုတော့ကျွန်တော်ရွေ့ပါတော့မယ်ဆိုတော့အားလုံးလည်းနောက်တစ်မှာပြန်တွေ့ရအောင်